ထိုင်းတွေမှာကတနတ်ပေါ်တယ်ဗျဒီကောင်တွေကတနတ်ကိုပေါ်ပေါ်လောလောကင်ဆောင်နိုင်ကြပြီးတော့ပြစ်စရာမရှိဖြစ်မမြောက်လဲချကြမယ်ဆိုပြီးတော့ပြစ်စရာရှာနေပြီးတော့ကျွန်တော်တို့ရွှေ့ပြောင်းမြန်မာတွေကိုပဲသူတို့ပြစ်မှတ်လို့သဘောထားနေလားလို့တော့မှတွေးစရာဖြစ်လာပါတယ်အခုလဲချုံပူလီမှာဖဲဝိုင်းပြဿနာကိုအရင်ခံပြီးတော့ပြစ်ချလိုက်ပြန်ပြီဘယ်လိုပဲဖြစ်ပေါ့ဗျာသူတို့ပြစ်လို့ရှိရင်တော့ဘဝပြည့်ရတာရွှေ့ပြောင်းမြန်မာတွေပဲဆိုတော့ဒီကောင်တွေနဲ့ပြဿနာမဖြစ်အောင်နေပြဿနာဖြစ်နိုင်တဲ့အပြုအမူတွေပွဲလန်းတဲ့ပင်တွေအုပ်စုဖွဲ့တာတွေရှောင်ရှားပြီးတော့နေနိုင်ရင်အကောင်းဆုံးပဲဗျမဟုတ်ရင်ကျွန်တော်တို့ကအမြဲတမ်းနစ်နာရပါတယ်နော်ကျွန်တော်ပြောသလိုသူတို့ပြိတ္တသူတို့ရဲသူတို့တိုင်းပြည်သူတို့ဥပဒေဗျာဆိုတော့ဖေတတ်နိုင်မလဲဗျာထိုင်းနိုင်ငံချွန်ဘူရီစီရချာမြို့နယ်ဘောဝင်းရပ်ကွက်မှာအငှားဆောင်ကန်တစ်ခုမှာဖဲကစားရံဖြစ်ရနေပြီထိုင်းကတနတ်နဲ့ဆော်ချလိုက်လို့မြန်မာမျိုးသားတဦးသေတယ်2ဦးဒဏ်ရာရတယ်တဲ့ဒီသတင်းကိုတွေ့ကြပြီထင်ပါတယ်မနေ့ကဇူလိုင်လ1ရက်နေ့မွန်းလွဲ1နိုင်ခွဲမွန်းလွဲ12နိုင်ခွဲခန့်လို့ပြောပါတယ်ဘောဝင်းရပ်ကွက်မှာရှိတဲ့ Grace Christian School အနောက်ဘက်မှာရှိတဲ့အဆောင်ငှားကန်တစ်ခုမှာပါတဲ့အဲ့ဒီဖဲဝိုင်းမှာဖဲကစားနေတုန်းစကားများရံဖြစ်ကြတာဖြစ်ပါတယ်တိုင်ကြားတန်ကြားလို့ရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးတော့တနတ်နဲ့ပြစ်ခတ်ခဲ့တဲ့ထိုင်းကအသက်43နှစ်ရွယ်ပါတဲ့သူကပြစ်ပြီးတော့မထွက်ပြေးဘူးအဖမ်းခံပါတယ်ဗောနော်အဲ့နေရာမှာပဲရှိနေတယ်တေသွားတဲ့လူကမြန်မာနိုင်ငံသားကိုအောင်မင်းအသက်40ပွဲချင်းပြီးတေသွားတယ်နောက်တက်တန်ရရတဲ့လူလည်းရှိတယ်အသက်39နှစ်အမျိုးသမီးနဲ့အသက်35နှစ်အရွယ်မြန်မာနိုင်ငံသားကိုထွန်းတနတ်ကြည်စံနေရလို့ဆေးရုံပို့ထားရတယ်တဲ့နောက်ရဲတွေစစ်ရလို့သိရတာကတော့အဲ့ဒီအဆောင်မှာအဲ့ဒီထိုင်းနဲ့ဗမာတွေကရက်အတန်ကြာအတူတူဖဲကစားတာတဲ့အဲ့ဒီအခင်းဖြစ်တဲ့နေ့မှာတော့ဖဲရှုံပြီးတော့ထိုင်းကခဏပြန်သွားတယ်အလုတ်ဆင်းပြီးတော့ဖဲဝိုင်းကိုပြန်ရောက်လာတဲ့အချိန်မှာသူပြန်ဆော့မှာပေါ့ကွာရှုံမဲနေတာမျိုးဖြစ်မှာပေါ့နောက်တစ်ဝိုင်းပြန်ကစားဖို့တောင်းဆိုတယ်တဲ့အဲ့ချိန်မှာမြန်မာနိုင်ငံသားတွေကသူ့ကိုကြည့်လှောင်ပြုံးတွေနဲ့တီတိုနဲ့ဟာတာလုံနေကြတဲ့ပုံစံမျိုးသူမြင်တယ်ပေါ့ရှုံမဲနေတဲ့အချိန်မှာဒီလိုမျိုးအကြည့်ခံရတဲ့ဗန်သူကသူခံစားချက်တွေကြီးနေတယ်လည်းဖြစ်နိုင်မှာပေါ့အဲ့တော့သူ့မှာအသင့်ပါလာတဲ့တနတ်နဲ့ပြစ်ချတယ်မထွက်ပြေးဘူးအဖမ်းခံတယ်ထောင်ထဲဝင်မှာပေါ့မြန်မာတွေကတော့ထုံးစံတိုင်းတေတဲ့လူကတေဒဏ်ရာရဆေးရုံတက်တဲ့လူကတက်ရပြီပေါ့တတိထားကြပါညီကိုတို့ရထိုင်းတွေကတနတ်ပေါ်တယ်ကျွန်တော်ပုံမှန်ပြောခဲ့တယ်လို့ပဲဒီကောင်တွေတနတ်ပေါ်တာကိုအနေကြတဲ့လူတွေသိပါတယ်ဖြစ်မြောက်လဲဘလို့စွန့်စားပြည့်ရမှန်းလည်းမသိတာနဲ့မြန်မာတွေကိုပဲနည်းနည်းဖြစ်တနတ်နဲ့ပြည့်နည်းနည်းဖြစ်တနတ်နဲ့ပြည့်လုံနေတာကြားရတာစမပြေနဲ့ကြားရတာစမပြေပေမဲ့သူတို့တကယ်ပြည့်ရင်သိမှာကျွန်တော်တို့ပါပဲထောင်ထဲမှာသူတို့ကတနှက်နေရမယ့်လူတွေပါအဲ့တော့နိကုံချုပ်ပြောရရင်တော့အိမ်ရှင်တွေနဲ့ချစ်ခင်ရင်းနှီးပြဿနာနေကြပါပြဿနာဖြစ်စရာတွေရှောင်ရှားပြီးနေတဲ့နေ့ကအကောင်းဆုံးပါပဲဗျာမကောင်းတဲ့သတင်းလာပြောပြရတာ sorry ပါ